မိတ်ဆွေတခါတလေဘဝမှာကိုကအစွမ်းကုန်ကြိုးစားနေပါရဲ့နဲ့အလုပ်တွေနေမနာညမနာဖိလုံနေပါရဲ့နဲ့ထင်တယ်လို့ခရီးမရောက်တာမျိုးကြုံမှုပါသလားငွေဝင်လာရင်တောင်လက်ထဲမှာမမြဲပဲမထင်မှတ်ထားတဲ့နေရာတွေကနေချက်ချင်းပြန်ထွက်သွားတာမျိုးဘလောက်ပဲစူဆောင်းအရာမထင်ပဲအမြဲတမ်းအဟန့်တားတွေနေကြီးရင်ဆိုင်နေရပြီလားတကယ်လို့သင်ဟာဒီလိုအခြေအနေမျိုးတွေကိုရင်ဆိုင်နေရတယ်ဆိုရင်တော့တင်းရဲ့ကံတရားကိုကြီးပဲလွှဲချအပြစ်မတင်ပါနဲ့တင်းရဲ့နေစဉ်ဘဝကိုအများဆုံးကုံဆုံးစေတဲ့အိမ်ဆိုတဲ့နေရာလေးကိုတေချာပြန်လဲဆန်းစစ်ကြည့်ကိုလိုအပ်နေပါပြီကျွန်တော်တို့နေထိုင်တဲ့အိမ်ဆိုတာတာမန်အုပ်တွေတဲတွေတက်သားတွေနဲ့တီးဆောက်ထားတဲ့အဆောက်အုံတက်တက်မဟုတ်ပါဘူးအိမ်ဆိုတာမိသားစုရဲ့အေးချမ်းမှုတိုးတက်မှုနဲ့လက်လပါတွေစီးစင်ရနေရာတစ်ခုပါဒါပေမဲ့အဲ့ဒီအိမ်ထဲမှာမလိုအပ်တော့တဲ့ပစ္စည်းနေတဲ့ပစ္စည်းဟောင်းတွေကိုနှမျောတွန့်တိုးပြီးဆက်သိမ်းထားမိတဲ့အခါအဲ့ဒီပစ္စည်းတွေကနေထွက်ပေါ်လာတဲ့လေးလံထိုင်းမိုင်းတဲ့အငွေအသက်တွေဟာတင်းရဲ့ဝင်ငွေလမ်းကြောင်းကိုတိတ်ဆိုင်ပိတ်ဆို့လိုက်တတ်ပါတယ်မင်္ဂလာပါဗျာဘဝနေနိုင် Way of Life YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင်းရဲ့အိမ်ထဲမှာတင်းစီးထားမိရင်စီးပွားရေးကိုတဖြည်းဖြည်းဆုတ်ရွတ်သွားစေပြီးလုံးသမျှကိုင်းသမျှအစင်မပြေဖြစ်တယ်လို့လုံးဝမထားတဲ့နဲ့ပစ္စည်းဟောင်း6မျိုးအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်မိမိအိမ်မှာရောဒီလိုပစ္စည်းတွေရှိနေသလားဆိုတာကိုသတိထားစစ်ဆေးနိုင်ဖို့အဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နံပါတ်1ရက်တက်နေသောသူမဟုတ်ပစ္စည်းနေသောနာယီဟောင်းများအိမ်တိမ်မှာနာယီဆိုတာအချင်းရက်ထင်ခဲ့တာအသက်ဝင်လှုပ်ရှားနေမှုရဲ့ဘေးရယုတ်နာယီလက်တန်းလေးတွေပုံမှန်လက်ပတ်နေခြင်းဟာဘောရဲ့ရှေ့ဆက်တိုးတင်နေခြင်းဝင်ငွေတွေစင်းဆက်မပြတ်ဝင်ရောက်နေခြင်းကိုကိုးစားပြုပါတယ်ဒါပေမဲ့အိမ်နေရာမှာချိတ်ထားတဲ့နာယီကတခဲကုံလိုရက်နေတာပဲဖြစ်ဖြစ်မှန်ကွဲပြီးပျက်စီးနေတဲ့နာယီဟောင်းတွေကိုအန်ဆွဲထဲမှာညှမျောပြီးဆက်သိမ်းထားတာပဲဖြစ်ဖြစ်ဒါဟာအင်မတန်အန်ဒီရများတဲ့အလေးအချင်းတစ်ခုပါရက်တန့်နေတဲ့နာယီဆိုတာအချိန်လူရက်တန့်ခြင်းတိုးတက်မှုရက်တန့်ခြင်းနဲ့တည်ဆုံးခြင်းကိုတွယ်ကွဲသောအားဖြင့်ဖော်ပြနေတာပါမသိစိရဲ့တဘာဝအရာနေ့စဉ်နဲ့အမျှရက်တန့်နေတဲ့နာယီကိုမြင်တွေ့နေရတဲ့အခါငါရဲ့အချိန်တွေငါရဲ့အခွင့်အရေးတွေဟာဒီနေရာမှာပဲရက်တန့်နေပြီလို့မှတ်ယူသွားတတ်ပါတယ်ဒါကြောင့်လုပ်ငန်းစစ်တွေစလုပ်ဖို့ကြိုးစားတိုင်းမှာအမြဲတမ်းအထက်မရောက်ပဲပြတ်သွားတာရစရာရှိတဲ့ငွေတွေလန်ဒဝတ်မှာပိတ်နေတာမျိုးတွေဆက်တိုက်ကြုံလာရတတ်ပါတယ်ဒါကြောင့်မလို့တင်းရဲ့အိမ်ကနာယီတွေရက်နေချက်ချင်းတခဲအစ်စ်လဲပါပြေလို့မရတော့တဲ့နာယီဟောင်းတွေဆိုရင်ဘလောက်ပဲတန်ဖိုးကြီးဘလောက်ပဲနှမျိုးစရာကောင်းအိမ်ကနေချက်ချင်းစွန့်ပစ်လိုက်ပါတင်းရဲ့အချင်းနဲ့စီးပွားရေးလမ်းကြောင်းတွေပြန်လဲပတ်လာပါလိမ့်မယ်နံပါတ်2ပဲ့ရွယ်နေသောဖန်ခွေများနဲ့အကွယ်နေသောပန်းကန်းများမြန်မာလူမျိုးတွေရဲ့အိမ်တော်များများမှာပန်းကလုံးလေးတွေအနားသားပဲ့နေတာဖန်ခွေလေးတွေအဲ့နေတာကိုမလွင့်ရဘဲနဲ့ဆက်သုံးတတ်တဲ့အကျင့်ရှိကြပါတယ်အထူးသဖြင့်ဧည့်သည်လာရင်အကောင်းတွေထုတ်သုံးပြီးကိုယ်တိုင်မိသားစုတွေစားတဲ့အခါအဲ့ဒီပဲ့နေအဲ့နေတဲ့ပန်းကန်းတွေနဲ့ပဲစားတော့ကြပါတယ်သမင်းစားဆိုတာမိသားစုတစုရဲ့စီးစိမ်တန်းတာကိုအထင်ရှားဆုံးဖော်ပြတဲ့နေရာပါကိုရှာဖွေထားတဲ့ငွေကြီးနဲ့ဝယ်ယူထားတဲ့အစားအစာတွေကိုမှီဝဲတဲ့နေရာဖြစ်ပါတယ်အဲ့ဒီလိုနေရာမျိုးမှာပဲ့ရွယ်အကွဲနေတဲ့ခွက်တွေပန်းကန်းတွေကိုသုံးဆွဲခြင်းဟာမပြည့်စုံခြင်းနဲ့ချို့တယ်ခြင်းဆိုတဲ့အငွေအသက်ကိုကိုပြန်လဲဖန်တီးနေတာနဲ့အတူတူပါပဲအကွယ်နေတဲ့ပန်းကန်းတွေကစားတော့နေရတာဟာဝင်လာတဲ့လက်လပါတွေအကွယ်ချောင်းတွေကနေယူစီထွက်ကြသွားတာနဲ့အတူတူပဲလို့ဈေးလူကြီးတွေကတင်ပြလေးရှိပါတယ်ဒါကြောင့်တင်းရဲ့မိကိုချောင်းကိုအခုပဲသွားစစ်စေပါအနာသားပဲ့နေတဲ့အကြောင်းထနေတဲ့ပန်းကန်းတွေခွက်တီရှိရင်အကုန်လုံးကိုလွင့်ပြလိုက်ပါအစားအစာဆိုတော့ဘောရဲ့ခွန်အားပါအကောင်းမွန်ဆုံးအတန်ရှင်းဆုံးအပြည့်စုံဆုံးပန်းကန်းတွေနဲ့တင့်ကိုတင်တဲ့မိသားစုကိုတန်ဖိုးထားပြီးကျွေးမွေပါနံပါတ်3မစီးဖြစ်တော့တဲ့ဖနက်ဟောင်းတွေနဲ့ပြက်နေတဲ့ဖနက်များလူတချို့ကဖနက်တွေကိုအိမ်ရွှေ့တကားတော်မှာသို့မဟုတ်ကုတင်အောင်မှာအများကြီးစုပုံထားတတ်ပါတယ်အဲ့ဒီထဲမှာတကယ်စီးတာကတရန်နရန်ပဲချီပြီးကျန်တာတွေကကျူးပြက်နေတဲ့ဖနက်တွေစိတ်မတော်တော့လို့မစီးဖြစ်တော့တဲ့ဖနက်ဟောင်းတွေဖုံးတွေအလင်းလင်းကတ်နေတဲ့ဖနက်တွေဖြစ်နေတတ်ပါတယ်ဖနက်ဆိုတာကျွန်တော်တို့ကိုနေ့စဉ်ဘဝရဲ့ခီးလန်းတွေမှာရှေ့ဆက်ရှောက်လန်းနိုင်ဖို့လိုရာခီးကိုရောက်ဖို့ပံ့ပိုးပေးတဲ့အခြေခံဆုံးအရာပါဖနက်ဟောင်းတွေဖုံတက်နေတဲ့ဖနက်တွေကိုအိမ်ရှိမှာစုပုံထားခြင်းဟာ
အတိတ်မှာပိတ်မိနေခြင်းရှေ့ဆက်မတိုးနိုင်ခြင်းနဲ့ခြေလမ်းတွေလေးလံနေခြင်းကိုကိုစားပြုပါတယ်အထူးသဖြင့်အိမ်ရှိတကားမကြီးဟာလက်လပါတွေအခွင့်အရေးအသက်တွေဝင်လာမဲ့အဓိကဝင်ပေါက်ပါအဲ့ဒီဝင်ပေါက်မှာဖနက်ဟောင်းတွေပြတ်နေတဲ့ဖနက်တွေကပိတ်ဆို့နေမယ်ဆိုရင်ဝင်လာမဲ့ကျစ်စီမင်္ဂလာတွေဟာအိမ်လေးကိုရောက်မလာနိုင်တော့ဘဲနဲ့အပြင်ကိုပြန့်လွှဲထွက်သွားတတ်ပါတယ်ဒါကြောင့်6လအတွင်းတခါမှမစည်းဖြစ်တော့တဲ့ဖနက်တွေပြင်လို့မရအောင်ပျက်စီးနေတဲ့ဖနက်တွေကိုအိမ်မှာဆက်မထားပါနဲ့ကောင်းသေးတယ်ဆိုရင်လိုအပ်တဲ့လူတွေကိုလှူဒန်းလိုက်ပါတကားဝါမှာဖနက်တွေကိုစနစ်တကျစီထားပြီးအိမ်ဘဝကိုရှင်းလင်းလက်ဆက်နေပါစေဒါမှသာတင့်ရဲ့ဘဝခီးလန်းခြေလန်းတွေပေါ်လာပြီးအခွင့်အရေးအသစ်တွေဝင်လာပါပါနံပါတ်5အလို့မလုပ်တော့တဲ့လျှက်စစ်ပစ္စည်းဟောင်းများခေတ်မီလာနဲ့အမျှကျွန်တော်တို့အိမ်တွေမှာလျှက်စစ်ပစ္စည်းတွေပေါ်လာပါတယ် TV ဟောင်းတွေပြတ်နေတဲ့ပန်ကန်တွေခလုတ်မကောင်းတော့တဲ့ရေနွေးော်တွေသို့မဟုတ်သုံးလို့မရတော့တဲ့ဖုံးအဟောင်းတွေကိုတစ်ချိန်တိုင်းအပိုးပစ္စည်းရလို့ရညာသုံးပါတယ်ဆိုပြီးဂိုတောင်ထဲမှာအိတ်ခံတောက်နေမှာတင်းထားရပါတယ်လျှက်စစ်ပစ္စည်းတွေဆိုတာအလုံးလုံးနေချိန်မှာတက်ကြွတဲ့ရွေ့လာတဲ့သဘာဝရှိပါတယ်ဒါပေမဲ့သူတို့ပျက်စီးသွားပြီးအသက်မဝင်တော့ဘူးဆိုရင်တော့အင်မတန်လေးလံထိုင်မိုင်းတဲ့အသီးကောင်းတွေလူဖြစ်သွားပါတယ်တန်ချေးတက်နေတဲ့ပျက်စီးနေတဲ့လျှက်စစ်ပစ္စည်းဟောင်းတွေဟာအိမ်ထဲကနေရာလို့လေးခွက်တွေကိုယူထားရတော့မကဘဲတင်းရဲ့အတွေးခေါ်တိုးတက်မှုတွေကိုပါလေးလံဖီးဆီးစေတတ်ပါတယ်အဲ့ဒီလိုပစ္စည်းဟောင်းတွေအိမ်မှာများနေတဲ့အခါမိသားစုဝင်တွေကအမြဲတမ်းပင်ပန်းနွမ်းနေနေတတ်တယ်အလုံးလုံးချင်းစိတ်မရှိဘဲထိုင်မိုင်းနေတတ်တယ်စီးပွားရေးလုပ်ငန်းတွေမှာလည်းစမ်းတဲ့အကြံစီအသစ်တွေမထွက်လာတော့ပဲအဟောင်းတွေထဲမှာပဲလုံးလည်ချလာလိုက်နေတတ်ပါတယ်ဒါကြောင့်ပြင်လို့ရသေးတယ်ဆိုရင်ချက်ချင်းစိုက်ဖို့ပြီးပြင်လိုက်ပါလုံးဝမရတော့ဘူးပြင်ဖို့လည်းအစီအစဉ်မရှိဘူးဆိုရင်စွန့်ပစ်လိုက်တာတော့မဟုတ်အဟောင်းဝယ်တဲ့လူတွေကိုရောင်းချလိုက်တာအကောင်းဆုံးပါအင်းရဲ့နေရာလို့ရှင်းလင်းသွားတာနဲ့အမျှတင်ခေါင်းတွေကရှုပ်ထွေးနေတဲ့မော့ကုန်းတွေပါကင်းစင်သွားပါလိမ့်မယ်နံပါတ်5အစင်မပြေစင်းကဝတ်ဆင်ခဲ့တဲ့အဝတ်စားဟောင်းများဒီအချက်ကတော့လူတော်များများသတိမထားမိတဲ့အလွန်နဲ့တဲ့အချက်တစ်ခုပါကျွန်တော်တို့ဝတ်ဆင်တဲ့အဝတ်စားတွေဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့တိုက်ရိုက်ထိခိုက်နေတာထင်လို့အဲ့ဒီအဝတ်စားတွေပေါ်မှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အချိန်ကာလတွေရဲ့ခံစားချက်အငွေ့အထက်တွေအပြည့်အဝကပ်နေနေတတ်ပါတယ်သတိထားကြည့်ပါတင်အလူပြုတ်ခဲစင်းကစီးဝါးရေးအရန်ကျဆင်းပြီးအကျွေးတွေပတ်လည်ဝိုင်းနေစင်းကအမြဲတမ်းဝတ်ခဲ့တဲ့အင်ဂျီဟောင်းတွေတင့်ပြီးလို့တို့မှရှိနေသေးလားအဲ့ဒီအင်ဂျီတွေကိုပြန်မြင်လိုက်တိုင်းမှာပြန်ဝတ်လိုက်တိုင်းမှာတင့်ရဲ့မတိစိကအဲ့ဒီအစင်မပြေခဲ့တဲ့အတိကာလစီကိုအလိုအလျောက်ပြန်ရောက်သွားတတ်ပါတယ်ဘလောက်ပဲအတိပြန်စမယ်လို့ grade ကြောင့်ပဲပါလေအတိတ်ကကြရှုံးမှုတွေကိုကိုစားပြုတဲ့အဝတ်စားတွေကိုနှမျိုးပြီးဆက်တင်ထားသေးတယ်တင်ဟာအတိတ်ရဲ့အရေးမဲအောက်ကနေလွတ်ကင်နိုင်မှာမဟုတ်ပါဘူးဒီအင်ဂျီလေးကကောင်းသေးတယ်နှမျိုးစရာကြီးဆိုတဲ့တွေ့တာမှုကတင့်ကိုအတိတ်အဆန်းစင်းဒီစီမသွားနိုင်အောင်ဆွဲထားတဲ့ကြောက်ဆိုးတစ်ခုလိုဖြစ်နေတာပါဒါကြောင့်မလို့တင့်ရဲ့ဗီဒီယိုကိုပြန်ရှင်းပါကိုယုံကြည်မှုကျဆင်းစေတဲ့ဝမ်းနယ်စရာအတိတ်တွေကိုတတိယစေတဲ့အဝတ်စားတွေကိုလုံးဝဆက်မထားပါနဲ့စွန့်ပစ်လိုက်တာတော့မဟုတ်လှူဒန်းလိုက်ပါငါဟာအတိတ်ပြန်လဲမွေးဖွားလာပြီးအောင်မြင်မှုအတိတ်တွေနဲ့ထိုက်တန်တယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်မယ်အဝတ်စားတန်တန်ရှင်းရှင်းလေးတွေကိုသာချဲလဲပါနံပါတ်6ပစ္စည်းနေသောဓမြက်စည်းနဲ့တန်ရှင်းရေးသုံးပစ္စည်းဟောင်းများအိမ်မှာနေစဉ်သုံးလေဓမြက်စည်းကအမွေးတွေကျွတ်နေလားချမ်းတဲ့တဲ့အဝတ်ကမင်းညစ်ပြီးစော့ပြတ်နေလားဆိုတာကိုဂယုမဆိုင်ပဲရပါသေးတယ်လေဆိုပြီးဆက်သုံးနေမယ်ဆိုရင်တော့ဒါဟာလက်သိပ်စေတဲ့အကြီးမားဆုံးအမှားတစ်ခုပါဓမြက်စည်းဆိုတာအိမ်တွဲကအငြိတကြီးလီအမိုက်တရိုက်ဒီကိုတကားအပြင်ဘက်ကိုတိုက်ထုတ်ရှင်းလင်းပေးတဲ့အရာပါတဘာဝတရားအရာပြောရမယ်ဆိုရင်သူဟာအစိုးကြီးကိုဖယ်ရှားပေးတဲ့ကိရိယာပါဒါပေမဲ့အဲ့ဒီတန်ရှင်းရေးကိရိယာကိုယ်တိုင်ကရင့်ညစ်နေမယ်ပျက်စီးနေမယ်ဖုံးလေးအလင်းလင်းကတ်နေမယ်ဆိုရင်သူဟာအညစ်အကြေးတွေကိုရှင်းလင်းနိုင်စွမ်းမရှိတော့ပါဘူးပျက်စီးနေတဲ့ဓမြက်စည်းနဲ့အင်းကိုလွှဲခြင်းဟာအိမ်ထဲကအညစ်အကြေးတွေကိုအပြင်ရောက်အောင်မရှင်းနိုင်ပဲရှိနေတဲ့အမိုက်တွေကိုအိမ်ထဲမှာပဲဟိုဘက်ဒီဘက်ရွှေ့ပေးနေသလိုပဲဖြစ်နေတာပါဆိုလိုတာကတင့်ရဲ့အိမ်ကကန်ဆိုးမှုတွေငွေရေးရဲ့အကျက်အတဲတွေဟာဘယ်မှထမသွားပဲအိမ်ထဲမှာပဲလဲ့လည်နေတော့တာပါဒါအပြင်ရင့်ညစ်နေတဲ့တန်ရှင်းရေးပစ္စည်းတွေကိုမျက်စိရှိမှအမြဲမြင်နေရတာဟာလူကိုစိတ်ရှုပ်ထွေးစေပြီးကြည်ရင်တော့ဆုံးဖြတ်ချက်တွေမချနိုင်အောင်အနောက်ရှက်စစ်ဆေးတတ်ပါတယ်အိမ်မှာရှိတဲ့ဓမြက်စည်းဟောင်းတွေအမွေးတွေကျွတ်နေတာတွေစုပ်ပြားနေတဲ့ဂျမ်းတိုက်အဝတ်တွေကိုလုံးဝလွတ်ပစ်လိုက်ပါတန်ရှင်းရေးပစ္စည်းတွေကိုအသစ်လဲလိုက်ပါ
ဓမျက်စီအသေးတန်ရှင်းနေတဲ့ကိရိယာတွေနဲ့အိမ်ကိုရှင်းလင်းလိုက်တဲ့အခါမှာငါအိမ်ကအညစ်အကြေးတွေအဟန့်သားတွေအားလုံးလွင့်စင်သွားပြီလို့နှလုံးသွင်းပါမိတ်ဆွေအခုကျွန်တော်ပြောပြခဲ့တဲ့အချက်6ချက်ကိုပြန်လည်စမ်းစစ်ကြည့်ပါတင်းရဲ့အိမ်ထဲမှာဒီလိုစီးဝါးပြက်စေတတ်တဲ့တိုးတက်မှုကိုဆွဲချနေတဲ့ပစ္စည်းဟောင်းတွေခိုအောင်နေသလားတကယ်လို့ရှိနေခဲ့ရင်လည်းစိတ်မပူပါနဲ့ဒီကနေ့ကစပြီးပြုပြင်ပြောင်းလဲပြလို့ရပါတယ်ပစ္စည်းဟောင်းတွေကိုလွတ်ပြလိုက်ရမှာနှမျောနေတယ်ဆိုရင်အဲ့ဒီပစ္စည်းတွေကြောင့်လွတ်တော်မဲ့တင်းရဲ့အနာဂတ်အခွင့်အရေးတွေဝင်လာမဲ့ငွေကြေးတွေကိုပို့ပြီးနှမျောဖို့လိုပါတယ်အဟောင်းတွေမထွန်သွားပဲအစ်စ်တွေဝင်လာဖို့နေရာမရှိပါဘူးဒီကနေ့ပဲအချိန်နဲ့ပေးပြီးတင့်အိမ်ကိုစတင်ရှင်းလင်းလိုက်ပါ ပျက်စီးနေတဲ့နာရီတွေကိုဖြုတ်ချပါပဲ့နေတဲ့ပကန်းတွေကိုစွန့်ပစ်ပါမစီတော့တဲ့ဖက်နက်တွေနဲ့လျှက်စစ်ပစ္စည်းအဟောင်းတွေကိုဖယ်ရှားပါဒီလိုရှင်းလင်းလိုက်တဲ့အခိုက်အတန့်မှာပဲတင့်အခန်းထဲကလေးသူဟာချက်ချင်းပေါ်ပါလက်ဆက်သွားတာကိုအန်အောဖွယ်ရခန်းစားရပါလိမ့်မယ်အပြင်းပန်းယူဝတ္ထုတွေကိုရှင်းလင်းလိုက်ခြင်းဟာအတွင်းစိတ်ထဲကရှုပ်ထွေးနေတဲ့တောကားတွေကိုပါတပြိုင်နက်တည်းဖယ်ရှားရှင်းလင်းလိုက်တာပါပဲနေရလွတ်တွေပေါ်လာမှသာကောင်းမြတ်တဲ့ချက်တွေမြင်္ဂလာတွေငွေကြီးနဲ့လာဗလာအသစ်တွေကတင့်ရဲ့အိမ်လေးတွေကိုလွတ်လပ်စွာစီးဆင်းဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိစေတဲ့ဆိုရင် comment မှာငါရဲ့အိမ်လေးဟာအဟန့်သားတွေကင်းစင်ပြီးလာဗလာတွေဝင်ရောက်ရနေရလေးဖြစ်နေပါပြီလို့ယုံကြည်ချက်အပြည့်နဲ့ရေးသားပြီးအတည်ပြုသွားပါအောင်ဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ